မင်္ဂလာပါမိတ်ဆွေတို့အနေနဲ့စစ်ပွဲတစ်ပွဲကိုတမယူကြနီးလန်းနဲ့နိုင်ယူနိုင်မယ်လို့ယုံကြည်ပါသလားယနေ့မျက်မှောက်ခင်ပါလို့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံဟာသူထက်ငါပိုမိုသားလုံးကောင်းမွန်တဲ့စစ်လက်နက်ပစ္စည်းတွေကိုအပြိုင်တည်ထင်ခဲ့ကြသလိုရှေ့ခေတ်တုန်းကသူတို့ခေတ်အစ်တန်းနဲ့တောင်ကန့်ညီတဲ့အံ့ဩစရာနည်းပညာတွေနဲ့စစ်လက်နက်ပစ္စည်းတွေကိုလူသားတွေတည်ထင်ခဲ့ကြပါတယ်သူတို့ရဲ့ရွေချက်ကမြို့ကြီးတွေကိုဖျက်ဆီးဖို့တကားတွေကိုဖွင့်ဖို့နိုင်ရွံတွေကိုဖြိုချဖို့ဖြစ်ပါတယ်သူတို့ဖန်တီးခဲ့တဲ့စစ်လက်နက်တွေဟာနေရာတကာကိုကြောက်လန့်စေခဲ့ပါတယ်ဒီဗီဒီယိုမှာတော့မိတ်ဆွေတို့အနေနဲ့အချို့ကမသိခဲ့တာတွေကိုသိလာဖို့တမိုင်းတဲကလူသားတွေဖန်တီးခဲ့တဲ့ခြေဟောင်းစစ်လက်နက်15မျိုးကြောင့်ဖော်ပြပေးမှာပဲဖြစ်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပြီးဖို့တောင်းဆိုပါရစေကဲအဲ့ဒါဆိုရင်စလိုက်ရအောင်ဗျာနံပါတ်1 Great Fire ရေထဲမှာတော့မင်းကြီးနိုင်ဘူးဆိုတာကိုမိတ်ဆွေတို့ယုံနိုင်မလားအဲ့ဒါကတော့ရှေးရောမနောက်ပိုင်းကဗီဇန်တိုင်းစစ်တပ်တွေမှာသုံးခဲ့တဲ့အလွန်လျှို့ဝှက်ပြီးထိခိုက်မှုကြီးမားတဲ့ Great Fire အဲ့ဒီမီးလက်နက်ဟာတိုက်ပွဲတစ်ပွဲကိုစိတ်တစ်ပိုင်းတာမကတနိုင်ငံလုံးကိုပါတော့လှုပ်စေခဲ့ပါတယ် Great Fire ကိုခန့်မှန်းကြည့် AD 682ခုမှာCollinicus of Heliopolis ဆိုတဲ့ရောမဂရိဓာတုပညာရှင်တဦးကဗီဇန်တိုင်းအင်ပါယာတဲ့တည်ထင်ခဲ့တယ်လို့မှတ်တမ်းနေထဲမှာတွေ့ရအဲ့ဒီမိတော့ဟာရိုးရှင်းတဲ့မိမဟုတ်ပဲရေမာတော့မငိမ့်နိုင်တဲ့မိရည်တစ်မျိုးဖြစ်ခဲ့ပြီးရောမရဲ့ liquid fire လို့တော့ခေါ်ခဲ့ပါ Great Fire ကိုတန်ကြောင်ကြေးဖို့ပိုက်ကြောင်သုံးသက်ကိရိယာတွေသုံးပြီးအတွင်းမှာဖိအားဖြင့်ပြစ်ထုတ်နိုင်ဖို့ဖန်တီးခဲ့တာသူရဲ့ဖွဲ့စည်းပုံမှာတော့ရေနဲ့တော့မဖြတ်နိုင်တဲ့နာဖတ်တာပြစ်ခဲ့တန်လွာစီတထုနာပြတထုတို့ပါဝင်နိုင်ခဲ့ပြီးခုချိန်ထိတောင်ဒီမီးရည်ရဲ့မူရင်းဖော်မြူလာကိုလုံးဝမသိနိုင်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီနည်းပညာဟာဘာကြောင့်အောင်မြင်လဲဆိုတာကိုမျှဝေရမှာမဟုတ်တဲ့စစ်လျှို့ဝှက်ချက်ဖြစ်နေလို့ပါ။ဗီဇန်တိုင်းစစ်သမောတွေကရန်သူရဲ့သမောတွေကိုတိုက်ခိုက်ရမှာမီးစည်းရေချောင်းထဲမှာတော့မီးလောင်သွားခဲ့တယ်။အချို့ရဲ့တပ်တွေအဖြစ်မီးတောက်ကရေထဲရောက်တာနဲ့မီးပြင်းလာတာကိုပဲမြင်ရတယ်။ဆိုတာမျိုးတွေကိုတပ်တွေဖြစ်ပေါ်ပြထားပါတယ်။ခါဒီမှာတော့သူတို့ရဲ့မီးရှို့ဆက်တွေဟာလက်နက်ဆောင်ရည်နဲ့ပေါင်းဆက်သက်ဆင်ခဲ့ကြပြီးမြေပြင်ပေါ်မှာတော့မီးသွားအောင်ပြစ်ခတ်နိုင်ခဲ့ပါတယ်။ Great Fire အသုံးပြုမှုမှာသင်္ဘောကြီးပေါ်တင်ပြီးပြစ်လွတ်တာအပြင်လူတယောက်ဖက်အရွယ်အစားချိတဲ့ကြီးပုံးများကိုတိတ်ဆောင်ကလည်းပြစ်ခတ်နိုင်ပါတယ်။အချို့ကတော့ PR မြင့်မှုနဲ့ပိုက်ကြောင်းတဲကမီးဥဖောက်ထွက်တယ်လို့ပြစ်ခတ်နိုင်ကြပါတယ်။ဒါကတော့ Asian Flamethrower တလက်ပုံစံပဲဖြစ်ပါတယ်။ Great Fire အတွက်ထုတ်လုပ်ခဲ့တဲ့ချိန်ပေါင်းများစွာထဲမှာတမိုင်းထဲမှာလျှို့ဝှက်ချက်အဖြစ်ထင်ကြီးဆုံးလက်နက်တစ်ခုဖြစ်လဲတည်ရှိနေပါတယ်။ဒီနေ့ခေတ်ရဲ့မီးတင်နည်းပညာတွေမှာခြေခံဖြစ်လာခဲ့တာကလေးဒီနည်းပညာကြောင့်ပဲနောက်ဆုံးချိန်ထိလည်းသူနည်းပညာကမဖော်ထုတ်နိုင်တဲ့အရာတစ်ခုဖြစ်ကျန်ရစ်နေသေးပါ